老师ဒီမှာ lesson 10လေးကကြတော့他တို့မှာ有ရှိပါတယ်他ကသူဆိုတဲ့အဓိပ္ပာယ်有ရှိပါတယ်围巾和帽子တို့မှာ围巾နဲ့帽子ရှိပါတယ်တဲ့အဲ့တော့老师ဒီမှာ围巾ကကြ muffler ကိုပြောတာဖြစ်ပြီး帽子ကအုတ်ထုပ်ကိုပြောတာပါ他有တို့မှာရှိပါတယ်围巾和帽子 muffler နဲ့အုတ်ထုပ်ရှိပါတယ်ဒီမှာဆိုရင်我ကျွန်တော်မှာ有ရှိပါတယ်帽子အုတ်ထုပ်我有帽子ဒီမှာဆိုသူ့မှာ muffler ရှိတော့我有围巾我ကျွန်တော်မှာ有ရှိပါတယ်围巾 muffler ဟုတ်ပြီနော်他有သူ့မှာရှိပါတယ်围巾和帽子和ကကြနဲ့ဆိုတဲ့အဓိပ္ပာယ်သူ့မှာဒီ muffler နဲ့အုတ်ထုပ်ရှိပါတယ်ဆိုရင်他有围巾和帽子ဥပမာသူ့မှာ老师တို့သင်ထားတာကပန်းသီးနဲ့ပန်းသီးဆိုရင်苹果ပါမုံက面包ဆိုသူ့မှာပန်းသီးနဲ့ပါမုံရှိပါတယ်ဆိုရင်他有苹果和面包အဲ့လိုမျိုးလေးပြောသွားလို့ရတယ်နော် OK ဒီမှာ围巾和手套手套က老师လက်အိတ်ကိုပြောတာ围巾 muffler နဲ့和手套အဲ့တော့ဒီနေရာမှာတခြားဟာလေးစားထုတ်လို့ရအောင်老师ဒီမှာကြည့်မယ်书和笔我有书和笔书ကစာအုပ်ကိုပြောတာဖြစ်ပြီး笔ကခဲတံကိုပြောတာပါ书和笔书ကစာအုပ်和ကနှစ်笔ကခဲတံ书和笔我有书和笔ကျွန်တော်မှာစာအုပ်နဲ့ခဲတံရှိပါတယ်နောက်တစ်ခု围巾က muffler 和手套手套ကလက်အိတ်ကျွန်တော်မှာ muffler နဲ့လက်အိတ်ရှိပါတယ်ဆိုရင်我有围巾和手套我有围巾和手套ဟုတ်ပြီနော်နောက်တစ်ခု老师ဒီမှာနွားနို့နဲ့ပါမုတ်牛奶ကနွားနို့ပါမုတ်က面包我有牛奶和面包牛奶和面包နောက်တစ်ခုပန်းသီးက苹果香蕉ကငပြောသည်苹果和香蕉苹果和香蕉苹果和香蕉ကျွန်တော်မှာပန်းသီးနဲ့ငါပြောသည်ရှိပါတယ်ဆိုရင်我有苹果和香蕉သူ့မှာပန်းသီးနဲ့ငါပြောသည်ရှိရဆိုရင်他有苹果和香蕉老师မှာပန်းသီးနဲ့ငါပြောသည်ရှိရဆိုရင်老师有苹果和香蕉ဟုတ်ပြီနော်ဒီမှာဆိုရင်他有什么他သူ့မှာ有ရှိရ什么ပါလဲ他有什么သူ့မှာပါရှိလဲ他有帽子和围巾他သူ့မှာ有ရှိပါတယ်帽子和围巾အုတ်ထုပ်နဲ့ muffler ရှိပါတယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးလောက်စုဖြေသွားလို့ရပါတယ်โอเค老师ဒီမှာကတော့ရွှီမိုးရွာတာလေးတွေကိုပြောတာပါရွှီကမိုးရွာတာဒီမှာသူ့ရင်းနှီးလေးလည်းပါတယ်เนาะ老师မရေးပြတော့ရွှီကကြတာမိုးကိုပြောတာပေါ့เนาะโอเคဟုတ်ပါပြီ